ချမ်းသာဆုံးတတိယတော်ဆိုပေမယ့်အလူမင်္ဂလာပွဲဒီမှာယောဂီဝတ်စုံသားဝတ်တဲ့နန္ဒာလိုင်းရဲ့နောက်ွယ်ကအကြောင်းရင်းမင်္ဂလာပါရှင် News Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။တရုတ်ဆောင်မင်းသမီးနန္ဒာလိုင်းကတော့ချမ်းသာကြွယ်ဝတဲ့တတိယတော်ဆိုပေမယ့်အလူမင်္ဂလာခမ်းနားတွေမှာဂုဏ်ပကာသနာမပါဘဲယောဂီဝတ်စုံကိုဆွဲဆွဲမြဲမြဲဝတ်တတ်ပါတယ်။ဒီအတွက်ကြောင့်လေတရုတ်ဆောင်မင်းသမီးနန္ဒာလိုင်းနဲ့ပတ်သက်ပြီးလူပြောများနေတယ်လို့ဘာကြောင့်လူများဒီလိုယောဂီဝတ်စုံကိုဝတ်ရတယ်လဲဆိုတော့သိချင်နေကြပါတယ်။တချို့သောတတိမာကြီးတွေဆိုရင်အလူတန်းနဲ့ခန္ဓာပွဲတွေမှာဆိုရင်သူမတို့ရဲ့ပိုင်ဆိုင်မှုကိုကြွားလုံးထုတ်တဲ့အနေနဲ့စိတ်နေရွှေတွေကိုတီးနေအောင်ဝတ်တယ်လို့တကယ်ကိုဂုဏ်ပကာသနာတွေနဲ့ဖော်ပြနေရှိပါတယ်။ဒါပေမဲ့လည်းနန္ဒာလိုင်းကတော့အလူမင်္ဂလာခန္ဓာပွဲတွေမှာဆိုရင်ဂုဏ်ပကာသနာမပါဘဲယောဂီထမိန်လေးနဲ့အညိုရောင်ယောဂီဝတ်စုံကိုတောင်းဝတ်ဆင်တာပါ။ဒါကြောင့်လည်းအားလုံးကနန္ဒာလိုင်းကဘာကြောင့်ယောဂီဝတ်စုံဝတ်တယ်လဲဆိုတော့သိချင်နေကြတာဖြစ်ပါတယ်။အထူးသဖြင့်တရုတ်ဆောင်မင်းသမီးနန္ဒာလိုင်းဟာအလူတန်းမင်္ဂလာပွဲတွေကိုများစွာတက်ရောက်ရပါတယ်။ဒီလိုတက်ရောက်ရတဲ့အချိန်မှာလည်းနန္ဒာလိုင်းဟာတမိုးကြီးပိုးတွေတောက်ပတဲ့ဝေကောင်းဆလာတွေမဝေဘဲအညိုရောင်ယောဂီဝတ်စုံသာဝတ်ဆင်တာဖြစ်ပါတယ်။ဒီလိုဝတ်ဆင်ရတဲ့အဓိကအကြောင်းရင်းနန္ဒာလိုင်းဟာမုံမင်းသမီးဖြစ်တာနဲ့ညီမုံရိုးရောင်ဝတ်စုံဖြစ်တဲ့အညိုရောင်ယောဂီသာသနာဝတ်စုံနဲ့အလူတန်းလောက်တာဖြစ်ကြောင်းသိရပါတယ်။